စိုက်ပျိုးရေးဦးစီးဌာနသည်ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။နေပြည်တော်ဇေယျသီရိမြို့နယ်မှာရှိတဲ့စိုက်ပျိုးပညာပေးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာကျေးရွာကောင်းဆောင်များအတွက်မိမိတို့ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုမိမိတို့ကိုယ်တိုင်ရေးဆွဲကောင်းထည့်ဖော်ဆောင်ရွက်နိုင်စေရန်နည်းလမ်းများနဲ့အတူအသိပညာဘူးတုဒ္ဒများရရှိပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်မြင့်မားစေရန်သင်တန်းများပို့ချပေးလျက်ရှိပါတယ်။အခုတစ်ပတ်သင်တန်းကတော့ကျေးရွာကောင်းဆောင်များအတွက်စီမံကိန်းတော်ကာလများမှာဆောင်ရွက်လျက်ရှိတဲ့ကျေးရွာဖွံ့ဖြိုးလုပ်ငန်းများနဲ့ကျေးရွာသစ်လှုပ်ရှားမှုစိတ်ဓာတ်များလိုချတက်ကြလာစေရန်ဆောင်ရွက်ပေးတဲ့ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်းဖြစ်ပါတယ်။သင်တန်းသို့နေပြည်တော်မကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့ရှိကျေးရွာပေါင်း48ရွာမှသင်တန်းသား84ဦးတက်ရောက်ခဲ့ကြပါတယ်။သင်တန်းသားများဟာသင်တန်းကျောင်းသို့တရက်ကြိုတင်ရောက်ရှိကြပါတယ်။ရောက်ရှိလာကြတဲ့သင်တန်းသားများကိုသင်တန်းနည်းပြများဝန်ထမ်းများကနေထွေးလိုက်လဲစွာကြိုဆိုကသင်တန်းသားများတဲခိုရမည့်အိတ်ဆောင်သို့နေရာချထားပေးပါတယ်။ညနေပိုင်းမှာတော့သင်တန်းသားများကြိုဆိုခြင်းခန်းနာကိုဆောင်ရွက်ရာအခမ်းအနားမှာသင်တန်းသားမှတ်ပုံတင်ခြင်းသင်တန်းဝင်စစ်တမ်းကောက်ယူခြင်းနဲ့သင်တန်းကာလတစ်လျှောက်လိုက်နာရမည့်အိတ်ဆောင်စည်းကမ်းများစားတောက်ဆောင်စည်းကမ်းများနဲ့သင်တန်းစည်းကမ်းများကိုသင်တန်းနည်းပြများကရှင်းပြကြပါတယ်။သင်တန်းပထမနေ့မှာသင်တန်းဖွင့်ပွဲခမ်းနားကိုဆောင်ရွက်ခဲ့ပါတယ်။အစီအစဉ်တွေမြန်မာနိုင်ငံတော်တခြင်းတန်မြိုင်ပြည်သူအလေးပြု၍အခမ်းအနားဖွင့်ခြင်းအခမ်းအနားမှာဒုတိယညွှန်ကြားရေးမှူးချုပ်တိုင်းဒေသကြီးပြည်နယ်ကသင်တန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆက်လက်ဆောင်ရွက်နေမှုအခြေအနေများနဲ့မိမိတို့ကျေးရွာများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ခေါင်းဆောင်ကောင်းစိတ်ဓာတ်များထားရှိကာကျေးရွာသူကျေးရွာသားများကိုစီယုံလှုပ်ဆောင်သွားရန်အမှားစကားပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်တက်ရောက်လာကြတဲ့သင်တန်းသားများနဲ့အတူစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ဖွင့်ပွဲခမ်းနားပြီးသင်ခန်းစာများစတင်ချိန်မှာတော့သင်တန်းကျောင်းကျောင်းကြီးကကိုရီးယားနိုင်ငံရဲ့ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းစတင်ဖြစ်ပေါ်လာပုံနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံများအောင်မြင်မှုများအကြောင်းကိုပို့ချခဲ့ပါတယ်။စီမံကိန်းဆောင်ရွက်ရာမှာလိုက်နာဆောင်ရွက်ရမည့်စီမံကိန်းလမ်းညွှန်ချက်များသင်ခန်းစာကို၎င်းကျေးရွာများတွင်ငွေစုသောအလေးအကျင့်များဖြစ်ပေါ်လာစေပြီးမိမိတို့ကျေးရွာများရဲ့ငွေလုံးငွေရင်းစုဆောင်းမှုစေရန်ကျေးရွာငွေတိုက်ထူထောင်ခြင်းသင်ခန်းစာကို၎င်းအုပ်စုဖွဲ့ဆွေးနွေးပွဲသင်ခန်းစာကို၎င်းသင်တန်းနည်းပြများကပို့ချပေးခဲ့ပြီးခေါင်းဆောင်များအားကျတူယူနိုင်စေရန်ကိုရီးယားမျိုးသမီးခေါင်းဆောင်ဂျောင်းမွန်စားရဲ့မှတ်တမ်းမူတွေကိုလည်းပြသခဲ့ပါတယ်။မျိုးသမီးတူရှိပါတယ်။ဒီမှာလည်းကတော့ဂျောင်းမွန်စားပါတယ်။အသက်24နှစ်အရွယ်မှာမျိုးရည်ရာရှိတဲ့ကျွန်တော်ရဲ့လက်ထက်ရဲ့ဒီမှာညပိုင်းမှာတော့ဆောင်ရွက်နေတဲ့ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်းများတွေ့ကြုံခဲ့ရသောအခက်အခဲများနဲ့ဖြေရှင်းခဲ့ပုံများပုံမကောင်းမအောင်ဆောင်ရွက်မည့်နည်းလမ်းများကိုသင်တန်းသားချင်းချင်းအတွေ့အကြုံဘုသူတ္တချင်းဖလှယ်နိုင်စေရန်သင်တန်းနည်းပြများကကြီးကြပ်၍အုပ်စုဖွဲ့ဆွေးနွေးခြင်းကိုပြုလုပ်ခဲ့ပါတယ်။သင်တန်းဒုတိယနေ့မှာတော့သင်တန်းသားများကိုယ်လက်ကျင့်ခံရေးအတွက်ကာယလေ့ကျင့်ခန်းများပြုလုပ်ခြင်းနဲ့လမ်းလျှောက်ခြင်းအစီအစဉ်များလည်းဆောင်ရွက်ခဲ့ပါတယ်။သင်ခန်းစာများမစတင်မီလက်နက်ခင်းစုဝေးခြင်းအစီအစဉ်ကိုဆောင်ရွက်ရာသင်တန်းသားများတဦးနှင့်တဦးမင်္ဂလာပါဟုမိတ်ဆက်ခြင်းစိတ်အာရုံစူးစီးခြင်းကျွန်တော်တို့၏မိခင်နဲ့ဖခင်မြောက်ဦးတွေ့ဆုံပြီးကျွန်တော်တို့ဝိဖွာလာတဲ့ကဲ့သို့ကျွန်တော်တို့ဒီလည်းသင်တန်းသားများမိမိဘဝအတွေ့အကြုံများနဲ့အမှတ်တရများကိုမျှဝေခန်းစားနိုင်စေရန်သင်တန်းသားများရဲ့ဘဝအကြောင်းတင်ဆက်ခြင်းအစီအစဉ်များလည်းပါဝင်ခဲ့ပါတယ်။မြမကျေးရွာသစ်လှုပ်ရှားမှုသချင်းနဲ့မြမတေးသချင်းများကိုလည်းစိတ်အားတက်ကြွဖွယ်စုပေါင်းတည်ဆိုခဲ့ကြပါတယ်။သင်ခန်းစာ
စာများစတင်ချိန်မှာတော့စီမံကိန်းဆောင်ရွက်ရာတွင်ကြုံတွေ့ခဲ့ရတဲ့ခက်ခဲများအတွေ့အကြုံများစီမံကိန်းအောင်မြင်အောင်ဆောင်ရွက်ခဲ့သောနည်းလမ်းများအကြောင်းကိုကြောက်ခဲအင်းညောင်ချောင်းနဲ့ရင်းနိုင်တွင်ဆက်ပြကျေးရွာများမှကျေးရွာကောင်းဆောင်များကမျှဝေခဲ့ကြပါတယ်ပူပေါင်းဆောင်ရွက်ခြင်းဖြင့်အောင်မြင်မှုကိုထင်ဟပ်ပေါ်လွင်စေတဲ့စုပေါင်းလှုပ်ဆောင်မှုစိတ်ကိုဖော်ဆောင်သောအားကစားနည်းများကိုလည်းစုပေါင်းကစားခဲ့ကြပါတယ်မိတို့ကိုယ်တိုင်လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်သောပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ချမ်းဝင်းတည်နှံစိုက်ပျိုးရေးကျန်းမာစေကြောင်းနည်းလမ်းကောင်းများနဲ့မိတို့ဝင်ငွေများထိရောက်စွာအသုံးချနိုင်စေရန်နဲ့ဝင်ငွေတိုးပွားနိုင်ရေးအတွက်အသေးစားငွေရေးကြေးရေးအောင်မြင်ရေးအကြံပြုချက်များအကြောင်းကိုလည်းပို့ချမျှဝေခဲ့ပါတယ်တင်နန်းတတိယနေ့မှာတော့ကျေးရွာကောင်းဆောင်များအတွက်အဖွဲ့အစည်းဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းများအကြောင်းကိုလည်းတင်ကြားပို့ချပေးခဲ့ပါတယ်မရှိလို့ရှိရင်ဒီအဆင့်အနေနဲ့အရှိကိုမတက်နိုင်ဘူးနော်ဖွဲ့စည်းတစ်ခုကအဲ့တော့နောက်ဒုတိယအဆင့်ကျတော့မုံတိုင်းထန်တဲ့ပါမုံတိုင်းတိုက်လို့ရှိရင်ဒါအားလုံးသိပါတယ်ဟုတ်လားဒီလိုရပါအဲ့ဒီနောက်အုပ်စုဖွဲ့ဆွေးနွေးခြင်းရလဒ်များကိုတင်ဆက်ရန်ပြင်ဆင်ပြီးနေ့လယ်ပိုင်းတွင်အဖွဲ့ကိုစားပြုကျွေးရခေါင်းဆောင်တဦးစီကတင်ပြဆွေးနွေးရာတင်နန်းကျောင်းရှိကဲဖြတ်တိုင်းများမှသိရှိလိုသည့်များကိုမေးမြန်းဆွေးနွေးခဲ့ပါတယ်တင်နန်းအကဲဖြတ်သုံးသပ်ခြင်းကိုဆောင်ရွက်ခဲ့ပြီးနောက်တင်နန်းစင်ပွဲခမ်းနားကိုဆောင်ရွက်ပါတယ်အခမ်းအနားမှာဒုတိယညွှန်ကြားရေးမှူးချုပ်တိုင်းဒေသကြီးပြည်နယ်မှာတင်နန်းစင်ပွဲအမှာစကားပြောကြားပြီးတင်နန်းစင်လက်မှတ်များကိုလည်းပေးအပ်ချီးမြှင့်ခဲ့ပါတယ်တင်နန်းကျောင်းကျောင်းကြီးမှာတင်နန်းသားများကိုတင်နန်းစင်ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်တင်နန်းသားများကိုစားတင်နန်းသားတဦးမှာကျေးဇူးတင်စကားပြောကြားပြီးကျွေးရသည့်လှူရှားမှုမွမ်းမံတင်နန်းအမှတ်စဉ်1/2026ကိုအောင်မြင်စွာပြည့်မြောက်ခဲ့ပါတယ်ကျေးရွာတင်လှူရှားမှုမွမ်းမံတင်နန်းအမှတ်စဉ်1/2026ရဲ့တင်နန်းစင်ပွဲခမ်းနားအောင်မြင်စွာပြည့်မြောက်ကြောင်းကြေညာအပ်ပါတယ်ရှင်စီမံကိန်းကာလမှာစီမံကိန်းလွန်ကာလအထိမိတို့ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုအာသွန်ကွန်ဆိုင်ကျိုးပန်းဆောင်ရွက်နေကြတဲ့ကျေးရွာကောင်းဆောင်ကြီးများနဲ့အတူမဟာလက်တိကြားမှအချိန်ပေးတယောက်ခဲ့ကြတဲ့တင်နန်းသားများကိုဤမှတ်တမ်းဗီဒီယိုဖြင့်ဂုဏ်ပြုအပ်ပါတယ်ရှင်